အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ special follow channel မှာရေးနေတဲ့ကိုရဲကြီးဖြစ်ပါတယ်လက်ရှိမှာတော့ Ultimate Sport နဲ့ Weekend Sport တို့မှာကျွန်တော်ရဲ့ပွဲကြိုသုံးသက်ချက်တွေတင်ဆက်နေသလိုကျွန်တော်ရဲ့ Facebook page မှာလည်းညစဉ်ညတိုင်း live လွှင့်နေပါတယ်ဆိုတော့မနေ့ကပြင်းပြလေးပွဲစဉ်ရွေးချယ်ပြီးသွားတဲ့နောက်မှာ brother တို့အနေနဲ့အကျိုးမြတ်ဖြစ်ထွန်းမယ်လို့ထင်ပါတယ်ကျွန်တော်အကြိုက်ဆုံးတစ်ခွက်ရောပြီးရင် live မှာပြောခဲ့တဲ့အကြိုက်ဆုံးနှစ်ခွက်ကစပါတော့အားလုံးရင်ခုန်စရာမရှိအောင်အနိုင်ရက်လက်ဖြစ်သွားခဲ့တဲ့အတွက်ကျင်းနဲ့အားရမိပါတယ်ဒီနေ့ညမှာလည်းကျွန်တော်အဓိကပြင်းပြလေးပွဲစဉ်၄ပွဲကိုသုံးသက်ပေးသွားပါမယ်ပထမဦးဆုံးအနေနဲ့ Brighton နဲ့ Nottingham ပွဲစဉ်မှာဆိုတော့ညမှာပြန်ကြည့်မယ်ဆိုရင် Brighton အနေနဲ့ဒီရာသီမှာ Nottingham အိမ်ကွင်းမှာတော့ 0-2 ဆိုတဲ့ရက်လက်မျိုးနဲ့နိုင်ခဲ့တယ်အစင်လာပိုင်းမှာတရားသီတွင်းမှာပေါ့နော် Nottingham Brighton အနေနဲ့2023-2024ရာသီမှာနှစ်ကြော်သလုံးနိုင်ခဲ့တဲ့မှတ်တမ်းကောင်းလေးတော့ရှိတယ်အစင်လာပိုင်းကပြန်ကြည့်မယ်ဆိုရင်တော့ဒီနှစ်သိန်းအဲ့ဒီ9ပွဲမှာဆိုရင်တချိန်ဂိုးအောက်ပြီးတိုင်းမှာနောက်ပွဲစဉ်မှာဂိုးပြန်ပေါ်တဲ့ CI လေးရှိတယ်2022ကဂိုးအောက်တယ်2023မှာဂိုးပြန်ပေါ်တယ်2024မှာဂိုးအောက်တယ်နောက်ပွဲစဉ်မှာဂိုးပြန်ပေါ်တယ်ထိပ်တဲ့တွဲဆုံမှုနောက်ဆုံး2ပွဲဆက်အပြန်နဲ့တွင်းကိုမရှိခဲ့တာကိုဒီနေ့သိန်းကြမှာပထမဦးဆုံးချိန်ပြထိပ်တဲ့တွဲဆုံမှုနောက်ဆုံး6ပွဲဆက်ကပထမပိုင်းမှာတွင်းကိုတွေမြင်ခဲ့ရတယ် Brighton ကဒီရာသီမှာဒီရာသီအပါဝင်ပြီးခဲ့တဲ့ရာသီအပါပေါ့နော်ပြင်းပြလေးနောက်ဆုံးအိတ်ကွင်း18ပွဲမှာဆိုရင်သူ့အနေနဲ့3ပွဲထက်ပိုပြီးတော့ကြေးကြခဲ့ခြင်းတော့မရှိဘူးဗျလက်ရှိမှာတော့အိတ်ကွင်းနောက်ဆုံး3ပွဲဆက်ကြေးကြထားတယ်ဘုံမောက်ရဲ့ Everton Crystal Palace ရဲ့ဆိုတော့ဒီနေရာမှာတစ်ချက်ပြန်ကြည့်မယ်ဆိုရင်သူ့ရဲ့ Cancel ပိုင်းကတော့ဂိုးပေးနေရတယ်နောက်ဆုံးအိတ်ကွင်း3ပွဲဆက်သူနောက်ဆုံးပွဲတင်မှာ Crystal Palace ကိုဂိုးမရခဲ့တာကတော့နောက်ဆုံးပြင်းပြလေးအိတ်ကွင်း18ပွဲမှာဆိုရင်သူ့အနေနဲ့2ပွဲဆက်ထိတိုက်စစ်ကဂိုးပေါက်ပြောက်ခဲ့တာမျိုးတော့သွားမတွေ့ရဘူးဗျတစ်ချိန်ဂိုးပေါက်ပြောက်ပြီးတိုင်းမှာနောက်ပွဲစဉ်မှာဂိုးပြန်တွင်းထားနိုင်တယ်လို့ Brighton အိတ်ကွင်းပထမပိုင်းဒီမှာပြန်ကြည့်ပြန်တော့လဲနောက်ဆုံး2ပွဲဆက်ကဒီ Crystal Palace နဲ့ Everton လက်ခံကစားမှာဂိုးမရှိသေးကြခဲ့တယ်သူ့ရဲ့ဇက်ရဆိုရင်2ပွဲဆက်ပထမပိုင်းမှာဂိုးအောက်ပြီးဆိုရင်နောက်ပွဲတင်မှာဂိုးပြန်ပေါ်တဲ့ CI လေးတွတ်တွေ့ရတယ်ဆိုတော့2ပွဲထပ်ပို့ပြီးတော့ဂိုးအောက်ခဲ့ခြင်းတော့မရှိဘူးဗျ Nottinghamနီးပြပါရလက်ထက်မှာဖီနာဖာချင်းနဲ့ပထမဦးဆုံးပွဲထွက်မှာ0-3ဆိုတဲ့ရက်လက်မျိုးနဲ့နိုင်ခဲ့တယ်လီဗာပူးကို0-1နဲ့နောက်ဆုံးမိနစ်ကျမှရှုံးခဲ့တယ်ဒါပေမဲ့သူ့အိမ်ကွင်းမှာတော့1-2နဲ့အဲ့ဒီပွဲမှာကစားပုံအပြောင်းလဲလေးဖြစ်ခဲ့တာလေးတွတ်တွေ့ရတယ်နောက်တစ်ချက်ပြဒီမှာကျွန်တော်ဒီရာဒီပါရလက်ထက်ဒီပွဲတင်အောင်နည်းနည်းလေးစောင့်ကြည့်ရအောင်မယ်လို့တော့ကျွန်တော်ထင်တယ်ပြင်းပြလေးပွဲတင်အနေနဲ့ဆိုရင် Nottingham ကဒီရာဒီအဝေးကွင်းပိုက်နေမှာနည်းနည်းလေးစိတ်ချရတဲ့အနေအထားမျိုးလေးတွေမှာတွားမတွေ့ရသေးဘူးဗျဟိုပြောမယ်ဆိုရင်ရာဒီအစအပိုင်းမှာ Crystal Palace အပါဝင်နောက်ဆုံး Leeds နဲ့ပြင်းပြလေးနောက်ဆုံးအဝေးကွင်း73ပွဲမှာဆိုရင်သူဂိုးမပေးခဲ့ရတဲ့ပွဲတင်ကလီဗာပူးရဲ့ Wolverhampton ရဲ့ပြီးရင် Brentford ရဲ့ဒီအသင်းတွေပဲရှိတယ်သူအဝေးကွင်းမှာဂိုးမသွင်းနိုင်ခဲ့တဲ့ပွဲတင်ကလည်းဒီရာသီမှာဆိုရင်4ပွဲ5ပွဲလောက်ထိရှိတယ်ဒါပေမဲ့သူ့ရဲ့ဇက်ရဆိုရင် तू ကပထမပိုင်းမှာခရေက तू ကလည်းတွင်းကိုးတွေနဲ့ဖျော်ပြေးလေးရာခိုင်နှုန်းတော်တော်လေးများတယ်ဟို Nottingham ပြင်းပြလေးအဝေးကွင်းနောက်ဆုံး73ပွဲမှာဆိုရင်ပထမပိုင်းမှာတွင်းကိုးမမြင်ခဲ့ရတဲ့ပွဲတင်က2ပွဲပဲရှိတယ်ကျန်တဲ့17ပွဲသလုံးပထမပိုင်းမှာ तू လည်းတွင်းရင်တွင်း तू မတွင်းရင်တစ်ဖက်ပြိုင်ဘက်ကိုဂိုးပေးခဲ့ရတယ်ဆိုတော့17ပွဲလောက်ထိတွင်းကိုးမြင်ခဲ့ရတယ်ဆိုတော့နောက်တစ်ချက် Nottingham ပြင်းပြလေးနောက်ဆုံးအဝေးကွင်း4ပွဲဆက်ကလည်းတက်စစ်ကဂိုးရခဲ့တယ်ဆိုတော့ဒီနှစ်သင်းကြားမှာတွင်းကိုးတွေအ ਨੇ ဘက်ကိုဥတီမယ်လို့တော့ကျွန်တော်မထင်ဘူးဗျလက်ရှိဈေးရလဲကျွန်တော်တို့ကတွင်းကိုအပေါ်ဈေးရကိုကျွန်တော်ပို့ပြီးတော့သဘောကျတယ် Brighton ကလည်းပုံမှန်အားဖြင့်ပြန်ကြည့်မှဆိုရင်သူ့ရဲ့ cancel ပိုင်းတွေကတိတ်ပြီးအလုံးမဖြစ်တော့တွတ်တွေ့ရတယ်ဒီရာသီမှာဆိုရင်တော့တခုစဉ်းစားစရာရှိတာပေါ့နော်အားနချက်အနေနဲ့ကျွန်တော်တွေးမယ်ဆိုရင်တော့ Brighton ကဒီရာသီမှာအိတ်ကွင်းမှာ2ဂိုးတက်ပို့ပေးခဲ့တဲ့အသင်းက2သင်းပဲရှိတယ်ဗျအဲ့ဒါက Aston Villa နဲ့ Spurs နဲ့ကျန်တဲ့ပွဲတင်တွေမှာသူ့အနေနဲ့တဂိုးတက်ပို့ပြီးတော့ပေးခဲ့ရခြင်းတော့မရှိဘူးအဲ့ဒီစရိုက်လေးကတော့ကောင်းတယ် Brighton ဘက်ကစဉ်းစားမယ်ဆိုရင်တော့အနည်းဆုံးတရေလောက်ထိရောစဉ်းစားလို့ရတယ်ဆိုပေမဲ့လည်းကျွန်တော်ကတော့ဒီပွဲတင်မှာစဉ်းစားမယ်ဆိုရင်နှစ်ဖက်တွင်းကိုအပြန်အလှန်တွင်းကိုမြင်ရမယ်လို့ထင်တယ် Brighton ရဲ့နောက်ဆုံးပြီးမြတ်တဲ့အိတ်ကွင်း6ဝက်ဆက်ထိဂိုးအောက်ထားတာကလည်းဒီပွဲတင်မှာအဲ့ဒီဥစ္စာကရက်တန့်သွားမယ်လို့ထင်တယ်ဗျကျွန်တော်ကတော့ပထမပိုင်းမှာခရေကတွင်းကိုမြင်ရမယ် Brighton နဲ့ Nottingham ပွဲတင်မှာဂိုးပေါ်ကိုရွေးချယ်သုံးသက်ပေးပေးမယ်ဗျပထမဦးဆုံးရုပ်ကတော့ကျွန်တော် Brighton Nottingham ပွဲတင်မှာဂိုးပေါ်ကိုရွေးချယ်လိုက်ပါတယ် Fulham Spaဒီညမှာတခုပြောချင်တာကကျွန်တော်ကဒီပွဲစဉ်တွေကိုကျွန်တော်ရဲ့အမြင်တူတဲ့အမြင်ကသုံးသက်တာဖြစ်တဲ့အတွက်အကြိုက်မတူတဲ့ညီကိုတွေသဘောထားမတူတဲ့ညီကိုတွေကွဲလွဲနိုင်တယ်ဒါကကျွန်တော်တူတဲ့အကြိုက်အမြင်ကိုပြောတာပါ Fulham နဲ့ Spa ပွဲတင်ဗျ Fulham ကသူစတိကြေးရပြီးတော့ထပ်ပြီးတော့မြင်လာ 0.25 ရပြီး 0.5 လောက်တွေကိုဖြစ်လာတယ်ဂိုးပေါင်းသေး350တွေကိုပေးထားတယ်ဗျစပါးအတွက်ကတော့အရေးကြီးတဲ့ကာလလို့ပြောလို့ရမယ်ဗျဟိုပြောရမယ်ဆိုရင်ဗျစပါးအတွက်ဒီလိုပွဲတင်မျိုးကအမှားမခံနိုင်ကစားရတော့မယ်အခြေအနေတစ်ခုဖြစ်သွားပြီဘာလို့ဆိုတော့ तू ကတန်းစင်းစုံနဲ့ရောက်သွားပြီတန်းစင်းစုံတွေကရုံထွက်ရမယ်အနေအထားတစ်ခုဗျဘာလို့ဆိုတော့အောက်မှာ WhatsApp 25မှာဗျမနေ့ကရှုံးသွားတော့တိတ်ပြီးတော့စိတ်ပူစရာမရှိဘူးဆိုပေမဲ့ Nottingham တို့စပါးတို့ Nottingham တို့ရဲ့ PR ပေးတယ်လေးရှိတယ်သူ list တို့ list မနေ့ကရှုံးသွားတဲ့တိတ်ပြီးတော့အကြောင်းမဟုတ်သေးဘူးဒီနေ့ညမှာကစားမဲ့ Brighton ဆိုတော့စပါးအတွက်ဒီလိုခွင့်ရမျိုးကိုအကောင်းဆုံးသုံးချဖို့လိုတယ်လို့ကျွန်တော်ခံစားမိရပထမဦးဆုံးဘာမှမသုံးသပ်ခင်ပါပေါ့နော်စပါးအတွက်အရေးပါတယ်ပွဲလေးဖူဟန်ပြန်ကြည့်ပြန်တော့အဆင့်30မှာရမှ39ဆိုတာဖူဟန်လိုအသင်းမျိုးကပရီးမီးယားလိဂ်တစ်ခုအနေထားနဲ့ဆိုရင်ပရီးမီးယားလိဂ်မှာတန်းကြံညင်ဖို့လောက်ပဲမျှော်လင့်လို့ကောင်းတဲ့အသင်းများပြောရမှာဆိုရင်ဥရောပဝင်ခွင့်လောက်ထိကိုမမျှော်လင့်ချင်ဘူးဒီပွဲတင်မှာတော့ပြီးခဲ့တဲ့ပွဲတင်မှာတော့ဖူဟန်ဒန်ပြဿနာပါ
ဖြစ်ထားတဲ့ကယ်ဗင်ပြတ်ပါမလားမပါမလားဆန်းနန်းနဲ့ပွဲမှာဖြစ်သွားတဲ့ပထမပိုင်းပြီးကန်ဒီမှာဖြစ်သွားတဲ့အရာကဒီပွဲတွေမှာစောင့်ကြည့်ရမယ်လိုင်းရန်ထွက်ရင်တော့တိကျသိရမယ်ပေါ့နော်ဖူဟန်ကလက်ရှိကစားအားပိုင်းရအောင်ဘာမှတန်တရားဝင်နေရမလို့အောင်တော်တော်လေးကောင်းတယ်နောက်ဆုံးအိမ်ဝင်ပွဲတွေမှာအေဗာတွန်ရှုံးခဲ့တယ်ဆိုပေမဲ့ဖူဟန်အိမ်ဝင်တိုက်စစ်ပိုင်းကတော့ဘယ်သင်းလာတိုက်စစ်ကဂိုးသွင်းထားနိုင်တယ်ဆိုတဲ့အနေအထားတစ်ခုမှရှိတယ်နောက်ဆုံးပြင်းပြတဲ့အိမ်ဝင်16ပွဲမှာပြန်ကြည့်မယ်ဆိုရင်တော့ဒီယာဒီအိမ်ဝင်ပြင်းပြလေးပွဲတဲ့အနေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့မန်ယူနဲ့ပွဲတဲ့ကစားလို့သူအိမ်ဝင်မှာရှုံးခဲ့တာ၄ပွဲပဲရှိတယ်တေးကြခဲ့တာ2ပွဲဆိုတော့လီဗာပူးမန်ယူကိုတေးကစားပြီးတော့အာဆင်နယ်မန်စီးတီးခရစ္စတယ်ပဲလေအေဗာတန်ဒီအသင်းကိုရှုံးခဲ့တယ်သူရှုံးခဲ့တဲ့အသင်းတွေပွဲတင်တွေမှာလည်းပြန်ကြည့်မယ်ဆိုရင်ဘယ်အသင်းကိုမှ2ဂိုးပြတ်မရှုံးခဲ့တာကဖူဟန်အိမ်ဝင်းမာကုံကိုဖော်နေတယ်လို့ပဲသဘောထားရမှာပဲဖူဟန်ကဒီယာဒီအိမ်ဝင်းကြောက်အောင်ကောင်းတဲ့အသင်းမျိုးတွေမှာပါတယ်ပြောရမယ်ဆိုရင်အိမ်ဝင်း3ပွဲပဲကြေးကြထားတယ်ဆိုတော့အိမ်ဝင်းတိုက်စစ်ပိုင်းလည်းကောင်းတယ်အိမ်ဝင်းလုံးနိုင်စွမ်းအားပိုင်းမှာလည်းဘယ်အသင်းမဆိုတိုက်စစ်ကဂိုးသွင်းထားနိုင်စွမ်းရှိတယ်သူဂိုးမသွင်းနိုင်ခဲ့တဲ့ပွဲတင်ကတော့အာဆင်နယ်နဲ့တပွဲပဲရှိတယ်စပါကလက်ရှိနောက်ဆုံးပြင်းပြလိုက်3ပွဲဆက်ရှုံးထားတယ်ဒီနေရာမှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်စပါရဲ့အနေအထားတစ်ခုကပြန်ကြည့်မယ်ဆိုစပါအနေနဲ့2026ပြင်းပြလိုက်မှာနိုင်ပွဲမရသေးတော့တတင်းနဲ့တော့အသင်းပြဆိုတော့လက်ရှိနီးပြတဲ့ပထမဦးဆုံးပွဲစဉ်မှာလည်းအာဆင်နယ်နဲ့ရင်ဆိုင်ရပြီးတော့မြောက်လန်ဒန်ဒါဘီကိုဆင်နွှဲရတယ်1-4ဆိုတဲ့ရက်လက်မျိုးနဲ့ရှုံးတယ်လက်ရှိဒီပွဲမှာလည်းလန်ဒန်ဒါဘီပဲထပ်ကစားရမယ်ဆိုစပါအတွက်ကတော့ဒါနီးပြတဲ့ကျူတော်ရဲ့လုံနိုင်စွမ်းအပေါ်စောက်ပြီးတော့ကြည့်ရမယ်ဒီနေရာမှာကျွန်တော်တခုလေးကြိုက်တာရှိတယ်ဗျစပါအနေနဲ့ပြီးမြတ်လေးနောက်ဆုံးအဝေးဝင်း73ပွဲမှာပြန်ကြည့်မယ်ဆိုရင်သူ့အနေနဲ့နှစ်ပွဲဆက်တီတက်စစ်ကဂိုးပေါက်မပြောက်ခဲ့ဘူးဆိုတော့အဲ့တစ်ချက်တော်တော်ကြိုက်တယ် Nottingham 1 3-0နဲ့ရှုံးတယ် Crystal Palace နဲ့ဂိုးပြန်ရတယ် Brentford ကို0-0နဲ့ကြားတယ်နောက်ပွဲတွေမှာဂိုးပြန်ရတယ်နောက်ဆုံး Man U နဲ့ပွဲတွေမှာ2-0နဲ့ရှုံးတာသူ့ရဲ့ဆဲရဆိုဒီပွဲတွေမှာဂိုးပြန်ရမယ် CI လေးတစ်ခုကောင်းတယ်ဗျအဝေးကွင်းနောက်ဆုံး3ပွဲသက်ကြေးကြထားတော့ညာလဲဒီရသည်စပါးကပြင်းပြလေးအဝေးကွင်းကြေးဒုတိယမြောက်အောင်ဆုံးအသင်းဖြစ်ရပ်တည်နေတယ်ဒါမနေ့က Crystal Palace က69.23ကျွန်တော်စပါး61.54ရာခိုင်နှုန်းနဲ့ပြင်းပြလေးအဝေးကွင်းမှာကြေးအောင်လုံးကောင်းနေတဲ့အသင်းတွေကတတင်လာပြီဗျအဆင်လာပိုင်းလေးကျွန်တော်တို့ကဇယိုင်ပိုင်းကိုသွားမယ်လက်ရှိခြေသွမ်းပိုင်းကပြန်ကြည့်မယ်ဆိုရင်တော့စပါးမှာဒဏ်ပြဿနာပိုင်းတွေရှိတဲ့အနေအထားတစ်ခုကဖူဟန်အသာရနေချိန်များတော့လဲကျွန်တော်ကဈေးရပြန်တွက်မှာဖြစ်တဲ့အတွက် 0.5 ဝင်ယူကျွန်တော်မေးထားလို့မရဘူးဖူဟန်အနေနဲ့စပါးကိုနောက်ဆုံး2ပွဲဆက်2-0ဆိုတဲ့ရလဒ်မျိုးဖြစ်ထားတယ်အစင်နာပိုင်းကပြန်ကြည့်မယ်ဆိုရင်တော့3ပွဲဆက်ထိ2002နဲ့2004ကာလတွေမှာ3ပွဲဆက်ထိဖူဟန်အိမ်ကွင်းမှာစပါရှုံးနေခဲ့ဘူးတဲ့အဲ့ဒီနောက်ပိုင်းကာလာတွေမှာပြန်ကြည့်မယ်ဆိုရင်တော့ဒီ2006နောက်ဆုံးနှစ်ဆက်တာကာလာတွေမှာပြန်ကြည့်မယ်ဆိုရင်တော့ဖူဟန်အိမ်ကွင်းမှာစပါအနေနဲ့နောက်ဆုံး2ပွဲသက်ရှုံးခဲ့တာကပထမဦးဆုံးချိန်လို့တော့ပြောရမယ်ပဲနောက်ဆုံး2ပွဲသက်ထိတိုက်စစ်ကဂိုးမသွင်းထားနိုင်ဂိုးမသွင်းထားနိုင်တာကတော့ပေါ့နော်ကျွန်တော်2000ကနေပြီးတော့2025ဒီမှာပြန်ကြည့်မယ်ဆိုရင်သူ့အနေနဲ့2ပွဲဆက်ထိဂိုးပေါက်ပြောက်ခဲ့တာကဒါဒုတိယအကြိမ်မြောက်နောက်ဆုံး2ရာသီကဖူဟန်အိမ်ကွင်းမှာဆိုရင်သူ့ရဲ့ဇဲရဆိုရင်ဒီပွဲတင်ကဂိုးပြန်ရဖို့ရာခိုင်နှုန်းများတယ်ဒီနေရာမှာတစ်ချက်စဉ်းစားမှာကဖူဟန်ကအပေါ်ဈေးတန်းပေးတိုင်းမှာစပါးကို9ပွဲရှိတယ်ဒါနောက်ဆုံး20တာကာလတွင်းမှာဆို9ပွဲရှိတယ်အဲ့ဒီ9ပွဲမှာဆိုသူက4ပွဲကြည့်အောင်နေဗျတပွဲပဲကြည့်ကြတာတယ်အဲ့တပွဲတောင်မှပဲသူကဝင်ရွေးရပြားဆုံးပြား10ပြား20ပဲဖြစ်ခဲ့တာအဲ့ဒါက26နှစ်12လပိုင်း2009တုန်းကဂိုးမရှိသေးကြခဲ့တဲ့ပွဲတွေပုံမှန်အားဖြင့်သူ့ရဲ့ဇဲရဆိုရင်သူ့အနေနဲ့ဖူဟန်အနေနဲ့ပေါ့နော်စပါးကိုဈေးတန်းအပေါ်ဈေးတန်းပေးတဲ့အချိန်မျိုးတွေမှာတော်တော်လေးရက်လက်ကောင်းထားတယ်ဒါပေမဲ့ကျွန်တော်ဒီပွဲတွေမှာဖူဟန်အထက်နီးပြတ်တဲ့ကျူရောရဲ့စပါးအတွက်ဒုတိယမြောက်ကန်ရမယ့်ပွဲတွေမှာစပါးတိတ်ချပြင်ဆင်လာမယ်လို့ထင်တယ်ဗျလက်ရှိမှာတော့ဇိုင်ဗီဆိုင်မွန်တော့ပဲအားကိုးနေရတဲ့အနေအထားတစ်ခုကတော့ဒီပွဲတင်မှာဖူဟန်ကိုအကောင်းဆုံးတုတ်ပြန်နိုင်ဖို့ဆိုတော့တိတ်မလွယ်ဘူးဒါပေမဲ့ကြေးရလက်ရှိရက်တိမှုရဆိုရင်တော့စပါးအနေနဲ့မိနစ်60အတွင်းတေးရောက်ဖို့ထိုက်တန်တယ်လို့ပဲထင်တယ်ဗျဇဲရအစင်လာပိုင်းဇဲရစပါးကိုရမယ့်ဇဲရှိတယ်ပြီးတော့နောက်ဆုံး20တာကာလာတွေမှာပြန်ကြည့်မယ်ဆိုရင်စပါးအနေနဲ့အနည်းဆုံးတေးပြန်ကစားရမယ့်ဇိုင်မျိုးရှိတယ်နောက်တစ်ချက်ဒီမှာပြန်ကြည့်မယ်ဆိုရင်လည်းဖူဟန်ရဲ့အိတ်ကွင်းလုံးနိုင်စွမ်းအားထက်ဒီပွဲတင်မှာစပါးရဲ့အဝေးကွင်း2ပွဲဆက်တိုက်စစ်ကဂိုးပေါက်မပြောက်ခဲ့တာရဲ့အဝေးကွင်းနောက်ဆုံး3ပွဲဆက်ကြေးကြထားတာတွေကဒီပွဲတင်မှာပြန်ပြီးရက်လက်ကောင်းသွားမယ်လို့ကျွန်တော်ထင်ပါတယ်ဗျကျွန်တော်ကတော့ဒီပွဲတင်မှာစပါးဘော်ဒီကိုကြိုက်တယ်ဗျနောက်တစ်ပွဲအနေနဲ့ Man U နဲ့ Crystal Palace ဗျ Man U နဲ့ Crystal Palace မှာ Man U က1-10ဗျအကြောပေးထားတယ်ဂိုးပေါင်းစီးက3လုံး40နိုင်ဖွင့်လှစ်ထားတယ် Crystal Palace နဲ့ဆိုတော့ကားရွက်လက်ထက်ကောင်းလာတယ်ဒီနေရာမှာ Man U ကျွန်တော်တို့တန်တရားဝင်စရာမရှိဘူးဒါပေမဲ့1-10ဆိုတဲ့ဈေးတန်းကိုလည်းကျွန်တော်စဉ်းစားဖို့လိုတယ် Crystal Palace ကို2ဂိုးပြတ်ပါမလားကျွန်တော်ခုနပြောသလိုပဲ Crystal Palace ကဒီရာသီ Premier League ရဲ့အဝေးကွင်းကြေးအောင်ဆုံးအသင်းဗျဆိုတော့အဲ့လားလေးတစ်ချက်စဉ်းစားဖို့လိုတယ်နောက်တစ်ချက်ရှိတာက Man U နဲ့ထိပ်တိုက်တွေ့ဆုံတိုင်းမှာ Crystal Palace အနေနဲ့တော်တော်လေးရက်လက်ပိုင်းရဆိုရင်တော့ကျင်းတဲ့ဆရာရက်လက်ပိုင်းကိုရထားတယ်ပြောရမယ်ဆိုရင် Man U အိတ်ကွင်း2ပွဲဆက်ထိကိုခန့်စစ်ကဂိုးမပေးရဘဲနဲ့ Glasner အနေနဲ့အကောင့်တုတ်ပြန်ထားနိုင်တာကြီးကတော်တော်လေးကျန်းတယ် Man U အနေနဲ့ Crystal Palace ကိုအိတ်ကွင်းမှာကြေးမောင်ခဲ့တာတော့2018နောက်ပိုင်းကတည်းကလို့ပဲပြောရမှာပဲဆိုတော့အဲ့ဒီပွဲတင်တွေမှာပြန်ကြည့်မယ်ဆိုရင်
Crystal Palace ကိုလက်ခံကစားခဲ့တဲ့နောက်ဆုံးပြီးမြတဲ့9ပွဲဆက်ထိ Man U အနေနဲ့ဒီ Crystal Palace ကိုလုံးဝကြေးမောင်ခဲ့ဘူးဒီနေရာမှာဘောရနိုင်ခဲ့တာ2ပွဲပဲရှိတယ်လက်ရှိ1-1ယူပေးတယ်1-1ယူပေးတယ်ဆိုတာကပြီးခဲ့တဲ့ရာသီ 0.75 အဲ့ဒီမတိုင်ခင်မှာ1-1ယူ 1.25 1.5 ဒီလိုဈေးတန်းမျိုးတွေကြီးပဲ Crystal Palace နဲ့ထိပ်တိုက်တွေ့ဆုံနိုင်မှာ Man U အနေနဲ့ဈေးတန်းအမြင့်ဘက်ကိုပို့ပြီးတော့ဥတီတယ်လို့ခံစားမိတယ်ပြလေးနောက်ဆုံးအဝေးကွင်းနှစ်ပွဲမှာ 1-1 C1 ဆိုတဲ့ရက်လက်မျိုးနဲ့တေနဲ့အနိုင်ကစားထားတယ်နောက်ဆုံးနှစ်ပွဲသက်ကြေးအောင်ထားတယ်ဆိုတော့ဒီရသည့်အဝေးကွင်းကြေးအောင်ဆုံးအသင်းကနောက်ဆုံးပြင်းပြလေးအဝေးကွင်း9ပွဲမှာတပွဲပဲနိုင်ထားတယ်ခံစစ်ပိုင်းကိုပြန်ကြည့်ပြန်တော့ဒီရာသီမှာသူနောက်ဆုံးပြင်းပြလေးအဝေးကွင်း9ပွဲမှာ12နဲ့ယူကာဆယ် list ကိုအဲ့ကာလာတွေမှာသူတောက်လျှောက်ရှုံးနေတဲ့ကာလာတွေမှာခံစစ်ကဂိုးပေးခဲ့ရတယ်နောက်ဆုံးနှစ်ပွဲမှာတော့သူ့အနေနဲ့တိုက်စစ်ကတကိုးတက်ပိုရဖို့လေနည်းနည်းလေးရုန်းကန်ရတယ်ပြောမှဆိုရင် Crystal Palace ရဲ့နောက်ဆုံးပြင်းပြလေးအဝေးကွင်း9ပွဲ6ပွဲ9ပွဲလောက်မှာဆိုရင်သူ2ဂိုးသွင်းထားနိုင်တဲ့ပွဲကတပွဲပဲရှိတယ်ကျန်တဲ့ပွဲတွေကတကိုးတက်ပိုမသွင်းထားနိုင်ဘူးဒါအောင်မှယူကာဆယ်နဲ့ပွဲတွေမှာလည်းဂိုးမရထားဘူးဆိုတော့ကျွန်တော်က Crystal Palace တိုက်စစ်ပိုင်းကိုတော့ယုံကြည်မှုအားနည်းတယ်လို့ပဲကျွန်တော်ထင်တယ်အထူးသဖြင့် Man U ဘယ်နှဂိုးသွင်းမလဲပဲကြည့်ရမယ်ပွဲစဉ်လက်ရှိ1.30ဆိုတဲ့ Asian ဈေးတန်းတွေကလည်းအလုံးသိပြီးတဲ့အတိုင်းမှာဟိုပြောရမယ်ဆိုရင်တိတ်ပြီးလောက်ငါဟိုကြီးအပြည့်အောင်လောက်တဲ့အနေအထားမျိုးမှာသွားမတွေ့ရဘူးနိုင်လဲကတ်နိုင်ပုံစံမျိုးတွေနဲ့ပဲအောင်လေးအောင်သားရှိရဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာဒီနှစ်သင်းရဲ့ဂျာလက်ရှိဟိုကားရလက်ထက် Man U ခံစစ်ပိုင်းပြန်ကောင်းလာတာရဲ့ဟို Man U ကိုနောက်ဆုံး Man U အိတ်ကွင်းမှာတွားကစားခဲ့တဲ့နောက်ဆုံးနှစ်ပွဲစလုံးမှာလဲ 0-2 0-1ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုတွေမှာပြန်ကြည့်မယ်ဆိုရင်လည်းကျွန်တော်2020နောက်ပိုင်းမှာနှစ်ပွဲဆက်ဂိုးပေါ်ခဲ့တာမျိုးတော့မရှိဘူးဗျပြောမှဆိုရင်တပွဲဂိုးပေါ်ပြီးတိုင်းမှာနောက်ပွဲတွေမှာဂိုးပြန်အောက်တယ်20ရက်နေ့6လပိုင်း2020မှာ1-3နဲ့ဖြစ်ပြီးတော့နောက်ပွဲတွေမှာဂိုးအောက်တယ်ပြီးရင်2023 4ရက်နေ့2လပိုင်းမှာတော့ကလည်း2-1ဆိုတဲ့ရက်လက်မျိုးဖြစ်ပြီးတော့နောက်ပွဲတင်မှာ0-1ဆိုတဲ့ရက်လက်မျိုးဖြစ်တယ်ပြီးသွားလို့ရှိရင်9ရက်နေ့5လပိုင်း2024မှာ4-0ဆိုတဲ့ရက်လက်မျိုးဖြစ်ပြီးတော့နောက်ပွဲစဉ်မှာ0-0ဆိုပြီးဂိုးပြန်အောက်ထားတယ်လက်ရှိ Crystal Palace အိတ်ကွင်းမှာတော့က Man U နေနဲ့ 1-2 ဆိုတဲ့ရက်လက်မျိုးဖြစ်ပြီးတော့ဒီနှစ်သင်းရဲ့ဇက်ရဆိုရင်ဒီပွဲတင်မှာဂိုးပြန်အောင်မဲ့ဇက်ရှိတယ်လို့ဒီနှစ်သင်းထိပ်ထိပ်တွေ့ဆုံမှုတွေမှာလည်းနှစ်ပွဲဆက်အပြန်လန်တွင်းကိုမြင်ခဲ့ရ2020နောက်ပိုင်းဆိုတစ်ချိန်ပဲရှိခဲ့တဲ့အဲ့ဒါကောင်1-1နဲ့2-1ဆိုတဲ့ရက်လက်မျိုးဆိုတော့ကျွန်တော်ကဒီပွဲတင်မှာ body ရွေးချယ်မှုအတွက်ဂိုးအောက်ကိုပို့ပြီးတော့သဘောကျပါတယ်ဗျကျွန်တော်ကိုအောက်ကိုရွေးပါမယ်နောက်တစ်ပွဲအနေနဲ့အာဆင်နယ်နဲ့ချယ်ဆီပွဲတင်နီးပြချင်းထိပ်တိုက်တွေ့ဆုံမှုကတော့အာဒီတာနဲ့ယူစီနီယာနဲ့ဟိုနှစ်ကြိမ်ထိပ်တိုက်တွေ့ဆုံမှုမှာအာဒီတာအနေနဲ့နှစ်ကြိမ်စလုံးနိုင်ထားတယ်အာဒီတာအနေနဲ့နီးပြဘောကချယ်ဆီနဲ့16ပွဲမှာဆိုရင်10ပွဲနိုင်4ပွဲတင်နဲ့2ပွဲပဲရှုံးခဲ့တယ်မှတ်တမ်းကတော်တော်လေးကောင်းတယ်ပဲပြောရမှာပဲဒါကသူ့ရဲ့အရေးချင်းတစ်ခုလို့ပြောရမယ်လက်ရှိဇယားရက်တင်မှုရဆိုရင်တော့မနေ့ကမန်စီးတီးနိုင်သွားတဲ့အတွက်အာဆင်နယ်အတွက်တေချာပေါက်ဖိအားရှိသွားပြီဒီဖိအားကအာဆင်နယ်ဒီနေ့ညမှာဘယ်လိုလုပ်ရမလဲဆိုတာထက်ဟိုအမှတ်မဆုံးရှုံးရေးဆိုတာတဲ့ရမှတ်ပြည့်ရယူရမယ်ပွဲလို့ပြောရင်ပုံမှန်လိမ့်မယ်ဒီရိုစီနီယာလက်ထက်မှာဆိုရင် Chelsea ကို Arsenal ပေးခဲ့တဲ့ဈေးတန်းလေးပြန်ကြည့်မယ်ဆိုရင် 0.5 နဲ့ 0.75 လက်ရှိ1ဝင်ယူတော့မဆိုးဘူးဗျဒါကတိုင်ပွဲဆောင်အနေနဲ့ Arsenal အနေနဲ့ Chelsea ကို1ဝင်ယူနောက်ဆုံးပေးခဲ့တဲ့ပွဲစဉ်က3ရက်နေ့5လပိုင်း2023က3-1ဆိုတဲ့ရလက်မျိုးနဲ့နိုင်ခဲ့တယ်အဲ့ဒီပွဲတွေမှာ1ဝင်ယူဖွင့်လာတယ်အာဆင်နယ်အနေနဲ့ Chelsea ကိုပြင်းပြလိအိတ်ကွင်းနောက်ဆုံးလက်ခံကစားခဲ့တဲ့24ပွဲမှာ17ပွဲနိုင်တယ်6ပွဲတည်နဲ့9ပွဲပဲရှုံးလာတယ်အစင်လာပိုင်းကပြန်ကြည့်မယ်ဆိုရင်အာဆင်နယ်အနေနဲ့နောက်ဆုံး300ဒီဆက်စီအိတ်ကွင်းမှာနိုင်ခဲ့တာကဒုတိယအကြိမ်မြောက်ပထမတစ်ကြိမ်အောင်2001နဲ့2003ကျောင်းမှာ2-1 3-2 2-1ဆိုတဲ့ရလက်မျိုးနဲ့နိုင်ခဲ့တယ်နောက်ဆုံး3ပွဲကတော့3-1 5-0 1-0ဆိုတဲ့ပြင်းပြလိပွဲစဉ်တီးတန့်နိုင်ခဲ့တယ်ကျွန်တော်အခုပြောတာပြင်းပြလိပွဲစဉ်တီးတန့်ပါဆိုတော့အာဆင်နယ်ရဲ့လက်ရှိဒီရာဒီအိတ်ကွင်းလုံးနိုင်စွမ်းအားပြအာဆင်နယ်အနေနဲ့နောက်ဆုံးပြင်းပြလေးအိမ်ဝင်12ပွဲမှာပြန်ကြည့်မှဆိုရင် Man U 2-3နဲ့ရှုံးခဲ့တဲ့တပွဲပဲရှိတယ်။အဲ့ဒီတပွဲပဲဒီရာသီမှာ2ဂိုးထပ်ပို့ပြီးတော့ပေးခဲ့ရတဲ့ပွဲလို့ပဲပြောရမှာပဲ။ကျန်တဲ့ပွဲတွေမှာတော့သူ့အနေနဲ့ဘယ်ပြိုင်ဘက်ကိုမဆိုတဂိုးထပ်ပို့ပေးခဲ့ရတာမျိုးတော့သွားမတွေ့ရဘူး။ Chelsea ဗျ။ Chelsea ကကျွန်တော်နည်းနည်းလေးမှန်းဆရခက်တာပြီလို့ပဲပြောရမှာ။သူကောင်းချင်တဲ့အချိန်ပွဲတွေကြတယ်တော်တော်လေးကောင်းတယ်။ဒါပေမဲ့နောက်ဆုံး2ပွဲမှာဘန်လီတို့ Leeds တို့အိမ်ကွင်းမှာအနိုင်မြူနိုင်တဲ့ Chelsea ရဲ့လုံနိုင်စွမ်းအားကြီးရတယ်နည်းနည်းတန်တရားဝင်စရာကောင်းတယ်ဟိုဝီစီနီယာလက်ထက်ရောက်ကာစားမှာတော်တော်လေးကောင်းတယ်ဆိုပေမဲ့နောက်ဆုံး2ပွဲမှာတဖြည်းဖြည်းနဲ့သူ့ရဲ့ဓာတ်သူ့ရဲ့အထာတွေကတိတ်ပြီးအလုံးမဖြစ်တာပဲကျွန်တော်တို့ရဲ့အမြင်မြင်မိပါတယ်ဟို list နဲ့ပွဲတွေမှာဆိုလဲတူအဲ့ဒီပွဲတွေမှာသူပထမပိုင်းမှာဦးဆောင်နိုင်တယ်ဗန်လီနဲ့ပွဲတွေမှာလဲသူပထမပိုင်းမှာဦးဆောင်နိုင်တယ်ဒါပေမဲ့ခန်စစ်ကတစ်ဖက်ပြိုင်ဘက်ဂိုးပြန်ပေးနေရတာကြီးအောင်အဆင်မပြေဘူးလို့ထင်တယ်ဗျ Chelsea အဝေးကွင်းလုံနိုင်စွမ်းChelsea အနေနဲ့ပြင်းပြလေးအဝေးကွင်းနောက်ဆုံး3ပွဲဆက်နောက်ဆုံး2ပွဲဆက်ထိနိုင်ထားတယ်1-3 1-3ဆိုတဲ့ရက်လက်မျိုးလေးကြီးပဲနိုင်ထားတယ်ဒါဒီမတိုင်ခင်မှာတော့ Chelsea ရဲ့ဒီရာဒီပြင်းပြလေးအဝေးကွင်းနောက်ဆုံး5ပွဲပြန်ကြည့်မယ်ဆိုရင် Newcastle Man City Fulham Crystal Palace Wolverhampton တာမန်ခန့်စစ်မျိုးတောင်မှာပဲဂိုးပေးနေရတဲ့အနေအထားတကူကအိတ်ကွင်းတိုက်စစ်ကောင်းတဲ့ Arsenal ရဲ့ခန့်စစ်ကိုပွဲချိန်ပြထိန်းနိုင်ဖို့ဆိုတာမလွယ်ဘူးဗျဒီပွဲတွေမှာလည်းပြန်ကြည့်မယ်ဆိုရင်တော့ဟို Chelsea က Arsenal အိတ်ကွင်းရောက်တိုင်းမှာ200တီထက်ပိုပြီးတော့တိုက်စစ်ကဂိုးပေါက်ပြောက်ခဲ့တာမျိုးတော့မရှိဘူးဗျဒီ2013နဲ့2015မှာဆိုရင်ဟ
ဟို200သေးဆက်တွင်းကိုမဲခဲ့ပြီးတော့နောက်ပွဲတင်မှာ6ပြန်ရခဲ့တယ်0-1ဆိုတဲ့ရက်လက်မျိုးလက်ရှိနောက်ဆုံး200သေး Premier League ပွဲတင်အနေနဲ့ဆို 1-5 ဆိုတဲ့ရက်လက်မျိုးဖြစ်တာတယ်သူ့ရဲ့ Chelsea ရဲ့အဝေးကွင်းဆက်ရဆို6ပြန်ရနေခြင်းစရိုက်များတယ်ဒါပေမဲ့လည်းကျွန်တော်ကဒီပွဲတင်မှာ Chelsea တဲ့ Arsenal ကိုပို့ကြိုက်တယ် Arsenal အနေနဲ့အိတ်ကွေးလုံးနိုင်စွမ်းအားကိုတကယ်ချပြရတော့မယ်ပွဲတင်ဖြစ်တဲ့အတွက် Arsenal ဒီလိုပွဲတင်မျိုးမှာအမှားခံလာမယ်လို့တော့မထင်ဘူး Arsenal အနေနဲ့လည်းဒီရသည်အိတ်ကွင်းမှာဆိုရင်သူ့တိုက်စစ်ကဂိုးတကိုးပဲသွင်းနိုင်ခဲ့တဲ့ပွဲတင်တော့ Man City ဂိုးမသွင်းနိုင်ခဲ့တာ Liverpool ပြီးသွားရင် Crystal Palace ဒီ3သင်းပဲရှိတယ်။ကျန်တဲ့ပွဲတင်တွေမှာတပွဲကိုအနည်းဆုံး2ဂိုးအထက်2ဂိုးနဲ့2ဂိုးအထက်တွင်းထားနိုင်တာက Chelsea ခန့်စစ်ကိုပွဲချိန်ပြဖိအားပေးနိုင်ဖို့မခက်ဘူးလို့ထင်ပါတယ်။ Arsenal ရဲ့အိမ်ဝင်လုံးနိုင်စွမ်းအားပိုင်းကိုပဲမူတည်ပြီးတော့ကျွန်တော်တို့အားပေးရမယ်အနေအထားတစ်ခုပါ။ဆိုတော့ဒီနေ့ညကျွန်တော် Premier League 4ပွဲမှာဆိုရင် Brighton နဲ့ Nottingham ပွဲတင်မှာဆိုရင်တော့ကျွန်တော်ဂိုးပေါ်ကိုပဲရွေးတယ်။ Fulham နဲ့ Spurs ပွဲတင်မှာဆိုရင်တော့ကျွန်တော် Spurs ကိုရွေးမယ်ဗျ။ Man U နဲ့ Crystal Palace ပွဲတင်ကတော့ကျွန်တော်ဂိုးအောက်ကိုရွေးပြီးတော့ Arsenal နဲ့ Chelsea ပွဲတင်မှာ Arsenal ကိုရွေးချယ်လိုက်ပါတယ်။အားလုံးပဲအကျိုးမြတ်ရပါသေးဗျ။တနင်္ဂနွေနေ့ညမှာလည်းကျွန်တော်ရဲ့ Facebook page မှာလည်းညတိုင်း live လွှင့်နေသလိုကျွန်တော်ရဲ့ YouTube channel TikTok Facebook တွေမှာလည်း like and share comment ဖြင့်အားပေးနေတဲ့ညီကိုတယောက်စီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်းဒီနေ့အားပြီးတော့နှုတ်ဆက်လိုက်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်အားလုံးပြန်လည်ဆုံတွေ့ပါမယ်ဗျ